Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ငါးတမယာပေါင်းချက်နည်းလေးကိုမျှဝေပေးသွားဖြစ်ပါတယ်ဗျာငါးတမယာပေါင်းချက်ဖို့အတွက်ရှမ်းနဲ့ဗမာနဲ့ကျက်တဲ့ဖြူငရုတ်သီးငါးကျတော့ကျွန်တော်ဇလားအသုံးပြုထားပါတယ်ဗျာဇလားမကြိုက်တဲ့သူတွေအတွက်တခြားငါးလည်းအသုံးပြုနိုင်ပါတယ်ဗျာငါဟိုဘက်ဒီဘက်လီးမယ်အနက်မညစ်အောင်စပလင်းလည်းရိုက်ထည့်ပါမယ်ဗျာငါပြုတ်ဖို့အတွက်ရေခွက်တပလားထည့်ပါမယ်ဗျာငါသားတဲ့ကိုရတာဝန်တော့အောင်စားနဲ့ငယ်ထည့်မယ်ပစွန်ထန်လည်းထည့်ပါမယ်ဗျာငါပြုတ်နေတဲ့အချိန်မှာခုနပြင်ဆင်ထားတဲ့အသီးနှံတွေစင်းထားပါမယ်ဗျာဒါဆိုရင်ငါလက်ချက်ပြီးစချက်လို့ရပါပြီဗျာစီထည့်မယ်အစာပလိုက်ထည့်မယ်ရေနှစ်စုပ်ခန်းထည့်ပါမယ်ဗျာစားတကြားအချုံမုံကြက်သားမုံပစွန်တန်းထည့်ပါမယ်ဗျာရွှေကဲလည်းအနှဲငယ်အသုံးပြုထားပါတယ်ဗျာဒါဆိုရင်ငါတမယပေါင်းဟင်းပွဲလေးရပါပြီဗျာငါတမယပေါင်းချင်းနေများစွာရှိနေတဲ့ထဲမှာကျွန်တော်သိတဲ့နည်းနဲ့မျှဝေလိုက်တာပါဗျာမဲဆွေတင်ငယ်ချင်းတို့ဘက်မှာငါတမယပေါင်းဘလို့ချက်တယ်လဲဆိုတာကိုလည်း comment မှာမငဲ့ချက်ပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုပြန်ဆွေးနွေးကြမယ်ဗျာ